ဗီဒီယနာတတိတယောက်ဟာသူ့ရဲ့အစ်လက်ထပ်ထားတဲ့ဇနီးကိုမြေပြင်ပေါ်မှာထိုင်ပြီးအစားစားနေတာကိုမြင်လိုက်ရချိန်မှာအလွန်အံ့အားသင့်သွားခဲ့တယ်မိခင်မကစပွဲပေါ်မှာထိုင်ပြီးစားပါလို့ပြောလိုက်ချိန်မှာမိန်းကလေးကကြောက်ရွံ့နေတဲ့အတန်းနဲ့ကျမမထိုင်တတ်ပါဘူးကျေးဇူးပြုပြီးမထိုးပါနဲ့လို့ပြန်ပြောလိုက်တယ်ဒီစကားကြောင့်မိခင်မနဲ့တတိတယောက်လုံးအံ့အားသင့်ပြီးမယုံနိုင်ဖြစ်သွားကြတယ်အဲ့ဒီချိန်မှာပဲအကူအညီပေးသူကသူစုံစမ်းထားတဲ့အမှန်တရားကိုထုတ်ဖော်ပြောပြလိုက်တယ်မိန်းကလေးရဲ့မိခင်ကကွယ်လွန်သွားပြီးနောက်အဖေရဲ့ဒုတိယဇနီးဖြစ်တဲ့မိန်းမကအိမ်ရဲ့အာဏာရှင်ဖြစ်ချင်လာခဲ့တယ်အဲ့ဒီကြောင့်မိန်းကလေးကိုစိတ်ပိုင်းဆိုင်ရာထိခိုက်စေပြီးအသက်9နှစ်ကလေးလိုအတွေးခေါ်တာရှိအောင်လုပ်ခဲ့တယ်ဒါအပြင်လူလူမနေစီပဲခွေးတွေနဲ့အတူနေခိုင်းပြီးဒီနေ့ထိနှိမ့်ဆက်လာခဲ့တယ်နောက်ဆုံးမှာတော့သူမကိုတတိမိသားစုနဲ့ဆက်ဆံရအောင်ချမ်းသာသူနဲ့လက်ထပ်ပေးဖို့စီမံချက်ချလိုက်တယ်အမကလည်းမူတာပြောပြီးအရသာကောင်းတဲ့အစားအစာသွားစားမယ်လို့လှည့်စားခဲ့တယ်မိန်းကလေးကယုံကြည်ပြီးဝမ်းသာစွာလိုက်သွားခဲ့တယ်ဟိုတယ်ရောက်တော့အမကရေချိုးတန့်စင်ခိုင်းလိုက်တယ်မိန်းကလေးထွက်လာချိန်မှာတော့အခန်းထဲမှာမသိတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရပြီးကြောက်လန့်ကထွက်ပြေးသွားခဲ့တယ်အဲ့ဒီချိန်မှာပဲဟိုတယ်လမ်းကြောင်းထဲမှာတတိနဲ့မတော်တဆတွေ့ဆုံခဲ့တယ်ဒီသူတိဟာကလေးဘဝကလေးကရှားပါယောဂတစ်ခုခံစားနေရပြီးစိတ်သက်ရှင်တဲ့မိန်းကလေးတစ်ယောက်နဲ့နိကမတာကုသနိုင်မယ်ဆိုတဲ့အခြေအနေမှာရှိနေခဲ့တယ်အကူအညီပေးသူကမိန်းမများစွာကိုရှာပေးခဲ့ပေမဲ့တတိကဘသူ့ကိုမှစိတ်ဝင်စားခဲ့ဘူးအသက်ဆုံးချိန်ကြီးလာတဲ့အချိန်မှာမိန်းကလေးကသူ့ကိုကိုလို့ခေါ်လိုက်တဲ့အတန်ကိုကြားလိုက်ရတယ်အဲ့ဒီအချိန်တည်းပဲတတိဟာမိန်းကလေးကိုမြင်မြင်ချင်းချစ်မိသွားခဲ့တယ်နောက်တစ်နေ့မနက်မှာမိန်းကလေးကနိုးလာပြီးထွက်သွားခဲ့တယ်ဒါပေမဲ့တတိကကိုစစ်ကြည့်လိုက်ချိန်မှာသူမတည်သေးဘူးဆိုတာသိသွားခဲ့တယ်အဲ့ဒီချိန်မှာပဲသူမဟာကိုရှာဖွေနေတဲ့လူတစ်ယောက်ဖြစ်နေခဲ့တယ်ဆိုတာနားလည်သဘောပေါက်သွားခဲ့တယ်